ဘာကြောင့် Asian USA ကိုအသားပေးဖွင့်လှစ်ထားတာလဲယနေ့ညရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲအဖြစ် USA နဲ့ Belgium ပွဲကိုရွေးချယ်ထားပါတယ် USA ကတော့ဒီပြပိုချက်တီနိုလက်အောက်မှာပုံစံကောင်းတစ်ခုကိုတည်ဆောက်ထားပြီးအရင်ကထက်ပိုပြီးတော့စီလုံးမှုရှိလာပါတယ်အထူးသဖြင့် Asian အားသာချက်ကလည်းဒီပွဲမှာရေးပါတဲ့ချက်တစ်ခုဖြစ်လာနိုင်ပါတယ်တစ်ဖက်မှာတော့ Belgium ကနာမည်ကြီးအသင်းဆိုပေမဲ့လက်ရှိခြေစွမ်းကထင်ထားသလောက်မတည်ငြိမ်သေးပါဘူးဖန်စစ်ပိုင်းမှာအမှားများပြီးနောက်တန်းကအရန်စိတ်မဖြစ်ပါဘူး USA ရဲ့ play style USA က 4-3-3-4-2-3-1 စနစ်ကိုအများဆုံးအသုံးပြုပါတယ်ဘောလုံးရတဲ့တိုက်စစ်ကိုအမြန်ပြောင်းတဲ့ transition ကအရန်ကောင်းပါတယ်ကောင်နာအထွက်မြန်ပြီးတိုက်စစ်ကိုတိုက်ရိုက်ဖိအားပေးကစားတတ်တဲ့အသင်းဖြစ်ပါတယ် Belgium ရဲ့ play style Belgium က wing back တွေကိုအသုံးချပြီးတိုက်စစ်ဆင်လေးရှိပါတယ်ဘောလုံးပိုင်ဆိုင်မှုကိုအပြုကစားပြီးကွင်းနယ်ရည်သွေးကကောင်းပါတယ်ဒါပေမဲ့ခန်းစစ်ပိုင်းကတော့ထင်ထားသလောက်မခိုင်မာပဲနောက်တန်းကအမားတွေရှိနေသေးပါဖွင့်လင်းမှုနဲ့နောက်ဆုံးကောက်ချက် Asian USA ကိုအနေငယ်အသားပေးဖွင့်လှစ်ထားတာကဖြစ်တင်ဖြစ်ထိုက်ပါတယ် FIFA ranking အရ Belgium ကပိုမြင့်ပေမဲ့လက်ရှိခြေစွမ်း Asian အားပါချက်နဲ့အသင်းရဲ့ momentum ကိုကြည့်မယ်ဆိုရင် USA ဘက်ကပိုပြီးတော့ယုံကြည်စရာကောင်းပါတယ်အရေးကြီးတာကဒီပြိုင်ပွဲမှာ Asian အသင်းတွေတဲက USA တက်သင်းနဲ့သာကြန့်ရှိနေတာပါပြည်သက်အင်အားရောကွင်းအခြေအနေနဲ့စိတ်တဲ့ပိုင်းအရာလဲ USA ဘက်ကအများကြီးတာနိုင်ပါတယ်ဒါကြောင့်ဒီပွဲကိုရိုးရိုးလေးပဲတွေးရပါမယ်Asian ဖြစ်တဲ့ USA ဘက်ကိုပဲရွေးချယ်ထားပါတယ်ညီကိုတို့အမြင်လဲကွန်မန့်မှာမှန်သွားနိုင်ပါတယ်